အကိုတို့ရေမြောက်အမေရိကရဲ့ရေကန်ကြီး9ခုလုံးကိုပေါင်းလိုက်ရင်တော့ဒီရေကန်ကြီးလောက်ရေမများဘူးဆိုရင်ယုံမလားဒါကစိုက်ဘီးရီးယားရဲ့အေးခဲနေတဲ့နယ်မြေထဲမှာနှစ်သန်းပေါင်း25သန်းကြာအောင်တည်ရှိနေတဲ့ကမ္ဘာအနက်ရှိုင်းဆုံးနဲ့အစမ်းကျယ်ဆုံး Baikal Eye Lake Baikal ပဲဖြစ်ပါတယ်။ဘာကြောင့်ဒီလောက်ထူးခြားတာလဲ။ Baikal Eye ဟာရေကန်တစ်ခုတည်းမဟုတ်ပါဘူး။ကမ္ဘာမြေလွှာနှစ်ခု tectonic plates တဖြည်းဖြည်းကွဲထွက်နေတဲ့နေရာမှာတည်ရှိနေတာပါ။ဒါကြောင့်လေနှစ်တိုင်း2စင်တီမီတာလောက်ပိုပြီးနက်လာနေတာပါ။အော်ဖို့ကောင်းတာကဒီအိုင်ထဲမှာရှိတဲ့သက်ရှိမျိုးစိတ်ပေါင်း3500ကျော်တွေက80ရာခိုင်နှုန်းဟာကမ္ဘာပေါ်မှာဒီနေရာမှာပဲရှိပါတယ်။ရေချိုတွေကထူးဆန်းတဲ့တတ္တဝါများကမ္ဘာပေါ်မှာတစ်ခုတည်းသောရေချိုနဲ့ wildfire တွေကိုဒီအိုင်ထဲမှာတွေ့နိုင်ပါတယ်။နောက်ပြီးတာမန်နေရာတွေမှာဆိုရင်လက်မအနှင်းငယ်ပဲရှိတဲ့ပိုးကောင်တွေဟာဒီအိုင်ရဲ့ရေထဲမှာဆိုရင်90မီလီမီတာလောက်ထိကြီးထွားလာကြပါတယ်။ဘာလို့လဲဆိုတော့ဒီရေကန်ကြီးကအောက်ခြေအထိအောက်ဆီဂျင်ပိုးကျွေဝနေလို့ပါပဲ။နာမည်ကျော်လျှို့ဝှက်ချက်များဒီနေရာမှာရေပြင်သစီလို့ခေါ်တဲ့အလင်းရိုက်မှုကြောင့်ဖြစ်တဲ့ mirage တွေအမြင်ဖြစ်ပေါ်လေးရှိပါတယ်။ရေပြင်ပေါ်မှာရုတ်တရက်တင်းဘောကြီးတွေရဲတိုက်တွေပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်တာမို့တင်းဘောတွေလမ်းလွဲပြီးပျက်စီးတာတွေရှိခဲ့ပါတယ်။နောက်ပြီး1982တုန်းကရုရှားရေငုပ်သမားတွေဟာရေအောက်မှာလူပုံတံရှိတဲ့တပ်တော်တွေကိုတွေးခဲ့ရတယ်ဆိုတဲ့သတင်းစကားတွေကလည်းအခုထိဖြေရှင်းမရသေးတဲ့လျှို့ဝှက်ချက်တစ်ခုပါပဲ။ဟာဒီလောက်ထိလျှို့ဝှက်ချက်တွေနဲ့ပြည်နှံနေတဲ့ဘိုင်ကီအိုင်ကြီးကိုတစ်ခါလောက်တွားလေ့ကျင်ကြလားဗျာ။ဒါမှမဟုတ်အကိုတို့ရောရေအောက်ကဒီလိုထူးဆန်းတဲ့တပ်တော်တွေကိုယုံကြည်ကြလား။ကွန်မန့်မှာရေးပေးခဲ့ပါဦး။ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေသိဖို့ကိုတက် knowledge ကို follow လုပ်ထားဖို့မမိနဲ့ဘူးနော်